Hallelujah, Minglaba, Minglaba. America ni chusubare. You know, na town na senate chow ni dia. Majakin, tuisi kansai roma. Yaudoma pipare. Na John Chinoni ne niti mingla. County mingla. အကြောင်းကျွန်တော်တစ်ချက်လောက်ပြောချင်ပါတယ်မင်္ဂလာပြီးချင်ပါတယ်လို့ဒီကနေ့ကျွန်တော်ပြောချင်တဲ့အရာကခရစ်တော်ယေရှုဖခင်ကျွန်တော်ကိုးကွယ်တဲ့ခရစ်တော်ယေရှုဖခင်အသက်တာ၌ကျွန်တော်မိတ်ဆွေအနေနဲ့လက်ခံပြီးဘူးလားသိရှိနားလည်သလားဆိုတဲ့အကြောင်းဖြစ်ပါတယ်ကျွန်တော်ကိုးကွယ်တဲ့ခရစ်တော်ယေရှုဖခင်ဟာယနေ့မနေ့နောက်ကာလမပြောင်းလဲတဲ့ခရစ်တော်ယေရှုဖခင်ဖြစ်ပါတယ်။တည်ခြင်းမြတ်စုမှန်ကိုအောင်မြင်သောခရစ်တော်ယေရှုဖခင်ဖြစ်ပါတယ်။အခုထိအသက်ရှင်တော်မူသောဖခင်ရှင်ဖြစ်ပါတယ်။တည်ခြင်းမြတ်စုမှန်ကိုကြုံတွေ့ခဲ့သောဖခင်ဖြစ်တဲ့နေ့တို့ဒီတရားနီဒီအရာနီရှင်ပြန်ထမြောက်တဲ့ခရစ်တော်ယေရှုဖခင်ဖြစ်ပါတယ်။အကြောင်းချစ်တော်မိတ်ဆွေအသက်တာထဲ၌ဘာအခက်ခဲဘာပြဿနာများရှိပါသလဲကျွန်တော်မြင်ချင်ပါတယ်အဓိကချစ်တော်မိတ်ဆွေကျွန်တော်လိုသားဖြစ်တဲ့အားလျော်စွာကျွန်တော်အသက်တာဟာကျွန်တော်လက်ထဲမှာမရှိပါဘူးကျွန်တော်မပိုင်ပါဘူးကိုယ်တော်လက်ကိုမဆန့်ကဲဆန့်တော်လက်ကိုမကွေးခင်ကျွန်တော်ဘဝဟာဘယ်လိုဖြစ်သွားမလဲဆိုတာကျွန်တော်နားမလည်ပါဘူးကျွန်တော်တို့အသက်တာကိုမပိုင်ထားပါဘူးတို့တော်ရဲ့ချစ်တော်မိတ်ဆွေကျွန်တော်ဘဝကျွန်တော်အသက်တာမပြောင်းအသက်တာမဆုံးခင်ထာဝရအသက်ချစ်တော်မိတ်ဆွေစိတ်ချပြီလားဆိုတဲ့အကြောင်းဖြစ်ပါတယ်တို့ရှင်ယောခန်းကြီးတော့ခန်းငယ်16ထဲမှာကျွန်တော်ကိုယ်ကလေးဖျားရှင်ဟာဒီလောကလူသားတို့ကိုချစ်တော်မူသောကြောင့်တွေ့တပါတိရတာတော့ဖြစ်တဲ့ခရစ်တော်ယေရှုဖခင်ကိုဤလောကတို့ဆောလွတ်ပြီးတော့ကဒီခရစ်တော်ယေရှုဖခင်ယုံကြည်တော်သူတိုင်းလူအပေါင်းတို့တွေထာဝရအသက်ကိုရဖို့ရအတွေ့ဖြစ်တယ်လို့ပြောထားပါတယ်အကြောင်းသူခရစ်တော်ယေရှုဖခင်ကိုချစ်တော်မိတ်ဆွေစိတ်တော်အကျွမ်းမဲ့နဲ့ဖိတ်ခေါ်ပြီးတော့မှယုံကြည်လက်ခံတဲ့ဆိုရင်ထာဝရအသက်ရမယ်ဆိုတာကျမ်းစာထဲဖော်ပြထားပါတယ်။အဲကြောင့်သူခရစ်တော်ယေရှုဖခင်ကိုဒီကနေ့ခေါ်ပေးခြင်းနဲ့ယုံကြည်ပါဖိတ်ခေါ်ပါဒီ2025တဲ့တော်တယ်မှာဘာအခက်ခဲများကြုံတွေ့ခဲ့တယ်လဲနာမကျမ်းမို့များကြုံတွေ့ခဲ့တာအခုထိအခက်ခဲနဲ့ရင်ဆိုင်နေရတယ်လားငွေကြီးရင်ဆိုင်နေတယ်အိမ်ထောင်မိသားစုငွေကြီးအလုပ်ပြတ်တာဘာတွေခံစားခဲ့တယ်လဲချစ်တော်မိတ်ဆွေတက်တဲ့နဲ့ကိုညီမဲ့လို့မရှိတဲ့တရားဒီကနေ့ဆုတောင်းပါဆုတောင်းရင်အဖေပေးမယ်ဖခင်ရှင်ရှိပါတယ်သူဖခင်ရှင်အခုပြတဲ့တက်ရှင်နဲ့ဖခင်ရှင်ဖြစ်တယ် calling to တော့ဖခင်ရှင်ဖြစ်ပါတယ်အာမငယ်ပါနဲ့အာမငယ်ပါနဲ့ဝလွေเป็นบ้านตัวป้อนงาทันတော့လာလို့ငါဒီချမ်းသာပေးမယ်လို့ခရစ်တော်ယေရှုဖခင်ကဖိတ်ခေါ်အခုထိဖိတ်ခေါ်ထားပါတယ်အကြောင်းသူခရစ်တော်ယေရှုအကျွမ်းမဲ့ယုံကြည်ပါလက်ခံပါအသက်တာနဲ့ပြောင်းလဲခြင်းခံစားရမှာဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်2026နှစ်ရက်တည်းဟာမကြခင်ကျွန်တော်တွေ့ရတော့မှာဖြစ်တယ်အကြောင်းမတွေ့ဘူးတဲ့မမြင်ဘူးတဲ့နေ့ရက်တည်းဟာကျွန်တော်ရှောက်လိုက်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ချစ်တော်မိတ်ဆွေတက်တာထဲ၌2026နှစ်ရက်တည်းဟာမင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့ဖြစ်ပါစေ။ကောင်းချီးခံစားသောနေ့ဖြစ်ပါစေ။ဝမ်းမြောက်သောနေ့ဖြစ်ပါစေ။ငြိမ်သက်ခြင်းရသောနေ့ဖြစ်ပါစေ။ကျမ်းမာခြင်းဝမ်းမြောက်ခြင်းအဆဆရမအောင်မြင်ခြင်းနေ့ရသောနေ့ဖြစ်ပါစေ။သူပြင်အတိတ်ကဘာလဲဆို
ခရစ်တော်ယေရှုဖျားကိုလက်ခံတော်နေ့ဖြစ်ပါစေလို့ကျွန်တော်မင်္ဂလာပို့တာချင်ပါတယ်ဒီခရစ်တော်ယေရှုဖျားကိုခုတ်ပင်တယ်မြတ်ဆံပါယုံကြည်ပါဖိတ်ခေါ်ပါစိန်ခေါ်ပါသူထိုးလိမ့်မယ်သူရောက်ပါလိမ့်မယ်သူဖြည့်ရှင်းပေးမှာဖြစ်ပါတယ်အဲကြောင့်2026နေ့ရက်တည်းဟာအလကားမကုန်ခိုင်းပါနဲ့ထိုခရစ်တော်ယေရှုဖျားယုံကြည်ပါစေလက်ခံပါစေလို့ကျွန်တော်နှစ်တမင်္ဂလာကျွန်တော်ပြချင်ပါတယ်လို့နှစ်တမင်္ဂလာနဲ့ပြီးဆုံးတော့ဘဝဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့ပါတယ်လို့ God bless you